ကိုထုံးရဲ့တာမွေးနေ့မှာတိန်းသောချီတန်တဲ့စိန်တစင်စာလက်ဆောင်ပေးလိုက်တဲ့ပိုးကြဖြူခင်ကသူမရဲ့ခင်မွန်ဖြစ်သူအကိုထုံးရဲ့တားအကြီးဆုံးဘုံပြစ်လေးရဲ့လာမယ်မေလ23ရက်နေ့မှာကြာရောက်မဲ့14နှစ်မွေးနေ့အမတ်တရားဖြစ်တက်မှုအားဖြင့်တိန်းသောချီကုန်ကြမဲ့စိန်တစင်စာကိုလက်ဆောင်ဖြစ်ဝယ်ယူစီမံပေးခဲ့ပြီးတော့အမတ်တတပုံတွေရိုက်ကူးပေးခဲ့ပါတယ်ဒါပြီးမွေးနေ့ရက်မှာလည်းနေ့လည်စာနဲ့အထူးအခမ်းကျင်းပသွားမယ်လို့သူမကပြောပါတယ်အစောပိုင်းအိမ်အောင်ကြကစားအချိန်တုန်းကကြတော့ပိုးကြခင်သူအပေါ်လူအချို့ကငွေမက်လို့ယူတာမိတွေဖြစ်တဲ့အတွက်လင်မာသားသမီးတွေကိုကြိုးဆမ်းရမဟုတ်ဘူးလို့ထင်ကြီးပြီးဝေဖန်ခဲ့ကြတာရှိပါတယ်ဒါပေမဲ့လက်တွေ့မှာတော့ပိုးကြဖြူခင်ကအဲ့ဒီဝေဖန်မှုတွေအားလုံးကိုအချစ်တွေနဲ့ခြေပြက်ပြလိုက်ပါပြီသူမဟာကိုယ်တိုင်မွေးထားတဲ့ရင်သွေးနှစ်ယောက်ပြင်အကိုထုံးရဲ့သားသမီး၃ယောက်ကိုပါလုံးဝခွဲခြားမှုမရှိဘဲသားသမီးအရင်တွေလိုနွေးနွေးထွေးထွေးနဲ့အပြည့်အဝဂရုစိုက်စောက်ရှောက်ပေးနေတာဖြစ်ပါတယ်မိတွေဆိုတဲ့နာမည်နဲ့မလိုက်အောင်အမေရင်တယောက်ထက်တောင်တာဝန်ကျေပုံပြီးသားသမီးတွေပေါ်မြင့်တက်ထားနိုင်တဲ့ပိုးကြဖြူခင်ရဲ့မုံမြတ်တဲ့စိတ်ထားလေးကတော့တကယ်ကိုလေးစားချီးကျူးစရာကောင်းနေတာပါသားကြီးကိုမင်းသားဖြစ်အောင်တိန်းထောင်ကြီးရင်းနှီးပတ်မှုသွားမယ်လို့ပြောလာတဲ့ပိုးကြမင်းသမီးပိုးကြဖြူခင်ကတော့သူမရဲ့ခင်မွန်းကိုမင်းသားဖြစ်အောင်လုပ်ပေးချင်ပေမဲ့ခင်မွန်းဖြစ်သူရဲ့အသက်အရွယ်ရလက်လျှော့ခဲ့ရပြီးသူမရဲ့သားကြီးလေးကိုတော့မင်းသားဖြစ်အောင်အစွမ်းကုန်ငွေအားရောလူအားရောပတ်မှုသွားဖို့ရှိတယ်လို့ပြောလာခဲ့ပါတယ်။တားကြီးလေးဘုံပြေဟာလက်ရှိမှာအသက်14နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့အတွက်လူပြိုပေါင်းအရွယ်လေးရောက်လာခဲ့ပြီဖြစ်ကပိုးကြကမင်းသားလောက်ခိုင်းဖို့ခန္ဓာပြင်းပြနေခဲ့တာဖြစ်ပါတယ်။အချိုးတွေကတော့တားကြီးလေးကိုပြန်ရေးဘက်မှသာအားပေးတင်ကြောင်းအကြံပေးပြောဆိုနေကြတာပါ။မိကပြသမီးလေးရဲ့နေပုံထိုင်ပုံလေးကတော်တော်ချီးကျူးစရာကောင်းတယ်နော်။နေတာထိုင်တာအတော်အေးဆေးတာမင်းသမီးရဲ့သမီးဖြစ်နေလို့လူစိတ်ဝင်စားခံကြတာလည်းမရှိဘူးလူမသိအောင်တော့သူမဘာသာသူမတိတ်တဆိတ်ပဲနေတတ်တာမိဘတွေကကွဲနေတော့အမေဖြစ်သူတာဝန်မှမပြရအောင်စားလဲကြိုးစားသလိုတော်တော်လိမ္မာတဲ့ကလေးမလေးလို့သိရပါတယ်အခုလေအမေရိကန်နိုင်ငံကတက္ကသိုလ်တစ်ခုကနေကျောင်းပြီးဘွဲ့ရရှိခဲ့ပါပြီတဲ့ဒီလိုနိုင်ငံခြားမှာကျောင်းတက်ရမှာလဲအမေဖြစ်သူထောက်ပံ့စိတ်နေအောင်သူ့ဘာသာသူအချိန်မဲအလုပ်တွေလုပ်ရင်းကြောက်တက်ခဲ့တာဖြစ်တယ်လို့ဘာလို့ချင်းနဲ့ညာလို့ချင်းနဲ့တခါမှပူဇော်ခဲ့တာမျိုးမရှိပါဘူးတဲ့မင်းသမီးမိကပြကတော့ဒီလိုသမီးလေးပဲဆိုင်တာဘလောက်ပီတိဖြစ်လိုက်မလဲနော်နှစ်ဦးနဲ့အတူရှင်သာမဏိ108ပါးကိုရှင်ပြုပေးခဲ့တဲ့ပိုင်စီရဲထုံးတို့ဇနီးမောင်နှံကျိုးဆောင်ပိုင်စီရဲထုံးနဲ့ဇနီးတဲ့တို့မိသားစုကတော့သူတို့ရဲ့ရင်သွေးရတနာနှစ်ဦးအပါအဝင်စုစုပေါင်းရှင်သာမဏိ108ပါးတောင်ရှိတဲ့ရဟန်းခံရှင်ပြုလူတော်ပွဲကြီးကိုစီကားတိုက်မဲ့စွာကျင်းပပြုလုပ်ခဲ့ပါတယ်တသနာပြုလုပ်ငန်းတွေကိုအမြဲတမ်းစိတ်အားထက်သန်တတ်တဲ့သူတို့ဇနီးမောင်နှံရဲ့အလူကြီးကတော့မြတ်သူတိုင်းကြည်နူးပီတိဖြစ်စေခဲ့တာပါမိမိတို့သားသမီးတွေကိုသာသနာပေါင်းတွတ်သွင်းပြုံတွေမကပဲအခြားကလင်းငယ်တွေကိုပါကုသိုလ်ထက်ဆင့်မျှဝေပေးခဲ့တဲ့ပိုင်စီရဲတွန်းတို့ရဲ့စေတနာကတကယ်ကိုလေးစားစရာပါပဲ